ဒီနေ့ဗီဒီယိုထဲမှာတော့ river ထဲကရှိတဲ့ BN Clan ဆိုတဲ့ game ကိုစောင့်မှာပဲဖြစ်ပါတယ်ဒီ game ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမြင်တွေ့နေရတဲ့အပင်တီးတီးလေးရနေပြီးတော့အခုလိုအပင်အကြီးကြီးဖြစ်တဲ့အထိကိုဆက်ပြိုးသွားမှာပဲဖြစ်ပါတယ်အခုလိုအပင်အမြင့်ကြီးရနေတစ်ဆင့်သူမရဲ့အပြုံးလိုမျိုးအေးချမ်းမှုတွေအပြည့်ရှိတဲ့ဘုံတစ်ခုကိုတွားမှာပဲဖြစ်ပါတယ်ဆိုတော့စကားတွေအများကြီးပြောတော့ပဲねကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျအော်ဒါနေပါအောင်ဒါကြီးက feeling ကကြီးမို့လားဟဲ့အောင်ရေဟုတ်တယ်ဟာဟောတော်တော်လှတာပဲကွာအော်နေဒီကောင်ယူကရီလို့ရလားမသိဘူးrobot ပြီးဝယ်ရမယ်ထင်တယ်ကဲထားရတော့ဆိုတော့ကျွန်တော်တို့အပင်ကိုစပြီးတော့ဆက်လိုက်အောင်ဒါကတော့သူများပင်ကြီးဗျနေကျွန်တော်တို့သူများပင်ရင်တော့စတက်ကြည့်အောင်ဒီပင်ကပူတယ်ဗျအော်ဟိုဘက်ပင်ကိုတွတ်တက်မယ်ကဲဆိုလို့ရှိရင်တော့ဒါကတော့သူများရဲ့ပင်ကြီးပေါ့နော်တော်တော်မြင့်နေထင်တယ်ဗျဆိုတော့ကျွန်တော်တက်ကြည့်လိုက်အောင်ကဲစပြီးတော့တက်ပြီဗျသူများပင်ကနေတက်ပြီးတော့ကျွန်တော်တို့အမြင့်ဆုံးအထိကိုတွားလို့ရလားမသိဘူးရမယ်တော့မထင်ဘူးဗျဒါပေမဲ့ဒီဘက်မှာလည်းကျွန်တော်တို့စိုက်ထားတဲ့အပင်ရဲ့အမြင့်ကိုပြထားရဲဆိုတော့ကဲဆိုတော့တက်ပြီဗျအပေါ်မှာတော်တော်မြင့်နေပြီကွာဒီဘေးမှာဆိုလို့ရှိရင်လေနေလားမသိဘူးကဲ fighting ကောတက်တာဟိုဘက်ကပင်နေတောင်တော်မြင့်လာပြီကွာကဲအပေါ်မှာဆိုလို့ရှိရင်တော့တရက်လေနေလားစုံနေလားမသိဘူးတရက်ပါကြီးလေကဲပါရှိကွာဒီချာတော့ကျွန်တော်တို့တော်တော်အမြင့်ကိုရောက်လာပြီခုဆိုလို့ရှိရင်တော့မြင့်ပေတောင်းsorry အမြင့်မီတာ1400ကျော်ရောက်လာပြီကွာကဲတက်တာဟောဟေးကဲအခုဆိုလို့ရှိရင်တော့ 40k တောင်ရသွားပြီကွာကဲပြန်ဆင်းလို့ရလားမသိဘူးဒါကျွန်တော်ပြန်ဆင်းတာတော့မဟုတ်ဘူးကျွန်တော်ရဲ့အပင်ကဓာတ်မြင့်နေရောကျွန်တော်မှရှိရဲ့ speed ကအပင်တက်နိုင်တဲ့ speed ကဒါတော့ပဲရှိရပါတော့အဲ့တော့ပြန်ပြုတ်ကြလာတယ်ကဲအခုလို့ရှိရင်တော့ကျွန်တော်တို့ပတ်စံက 89k တောင်ရသွားပြီကဲဆိုတော့ကိုယ့်အိမ်ကိုပြန်ပြီးတော့အပင်လေးပဲဝယ်ဆက်လိုက်ရအောင်ကဲဒါကတော့ကျွန်တော်ရဲ့အိမ်ပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်အပင်ကအခုဆိုလို့ရှိရင်တော့600 မီတာပဲရှိသေးရဲ့ဗျကဲအပင်ဝယ်ပြီးတော့စိုက်မယ်ဗျဒါကတော့ 2k ရှိရဲ့ဗျအမြင့်မီတာတော့100ရှိတယ်ကဲဆိုတော့ဒီအပင်လေးပဲဝယ်ပြီးစိုက်ထားလိုက်အောင်ပဲပတ်စံရတယ်တအားမရှိသေးဘူးဆိုတော့ကဲဒါမျိုးကိုစိုက်ပြီးတော့ဆိုတော့အခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အပင်ကအမြင့်ပေ 1.8 ကီလိုမီတာထိအောင်ရောက်သွားပြီကွကဲဆိုလို့ရှိရင်တော့အပေါ်တက်မယ်ဗျဒီအပေါ်ထိရောက်လို့ရှိရင်တော့ကျွန်တော်ရဲ့ပတ်စံဘယ်လောက်ရမလဲမသိဘူးနေပါအောင်ဒါနဲ့ဘေးကအပင်နဲ့ရှင်လို့ရှိရင်ဘာဖြစ်လို့ကျွန်တော်ရဲ့ဘေးကနည်းနည်းတီးတူခံစားနေရတယ်မသိဘူးဒီလိုဆွဲကြည့်လိုက်ရင်ရောဟုတ်တယ်view ကြောင့်ထင်တယ်ဘေးကအပင်ကဒီအပေါ်မှာနေရက်သွားပြီကွအခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အပင်တစ်ပင်နဲ့တော်တော်အမြင့်မှာရှိရလို့ပြောလို့ရတယ်ဗျာဒါပေမဲ့ဟိုအပေါ်ကတယောက်တော့မပါဘူးကဲဒီကောင်းရဲ့အပင်ကပြက်ကြံခဲ့ပြီဗျဆိုတော့ကျွန်တော်တို့ဘလူးကြီးတော့ဒီကောင်းရဲ့အပင်ကခါးလဲမှာမပါဘူးဒါပေမဲ့ဒီမှာသူပြက်ကြံခဲ့ပြီကဲဆိုတော့ကျွန်တော်တို့ရဲ့အမြင့်ဆုံးအပင်ဖြစ်တယ်ကျွန်တော်ရဲ့ 1.8 ကီလိုမီတာအပင်ထစ်ကိုရအောင်တက်လိုက်ရအောင်ကဲတက်ထားကောင်းဟေးကဲအဘောတော့ရောက်ပြီလောက်ဆိုရင်တော့ဘယ်လောက်ရမလဲ41k ရတယ်ဗျကဲဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော့အမြင့်ပေ1800ကျော်ကနေပြီးတော့ခုံချပါဖြစ်ပါတယ်ကဲဆိုတော့စာကောင်းဟေးစိုက်ခုံချလိုက်ရအောင်ဆိုတော့ကျွန်တော်တို့ပတ်စံတော့ 41k ရမယ်ဗျရပြီကွာကဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ attack speed အပင် attack speed မြင်အောင်လို့ကျွန်တော်တို့နောက်ထပ် light လေးဝယ်လိုက်ရအောင်ဗျာကဲဝယ်မယ်ဗျအခုဆိုရင်တော့ဒါတော့ yellow light 40k ရှိရကွာနောက်တစ်ခုက rainbow light 26k ဆိုဝယ်လို့ရသေးတယ်ကဲဝယ်ယူနေအပင်အမြင့်ကိုထပ်ပြီးတော့တင်ရင်ကောင်းလားနေရောကွာဟိုဘက်ကအပင်တက်လို့ရှိရင်ပတ်စံနေပိုရအောင်လို့ကျွန်တော်တို့ဒီဖောက်ကြည့်လိုက်အောင်ကဲ6တော့ကြီးတော့မတက်နိုင်သေးဘူး8k ပဲဖောက်မယ်ကဲဖောက်ပြီဗျဘာရမလဲအဲ့ကွန်မွန်ကဲနောက်တလုံးလာထားကောင်းဘာရမလဲဒါအပေးရတယ်ကွာကဲနောက်တလုံးထပ်ဖောက်မယ်ဗျဘာရမလဲအပေးပဲကဲဆိုလို့ရှိရင်တော့တော်ပြီဗျာကျွန်တော်အကောင့်တွေကိုပြီးတော့စီလိုက်အောင်မယ် best equip အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်မှာ chest 3កောင်ရှိရဗျာchest 3កောင်ဆိုလို့ရှိရင်ကျွန်တော်တို့3កောင်ကိုတစ်ခေါင်ပြအောင်ခရက်လို့ရပြီကဲဒီကောင်တွေကိုရင်ခရက်လိုက်မယ်ရပြီကဲဆိုတော့နောက်ထပ် best equip လုပ်ကြည့်လိုက်မယ်ကွာပြီးတော့ white tag ကရှိရwhite tag ကလည်း3កောင်ပြည့်ရကွာအဲဆိုရင်သူ့ကိုပါပြန်ပြီးတော့ခရက်လို့ရတယ်ကဲထပ်လုပ်မယ်ဗျကဲရပြီခုဆိုလို့ရှိရင်တော့အပင်ကိုထပ်ပြီးတော့မြင့်လိုက်တော့မယ်ကဲ blue star ဝယ်လိုက်မယ်ဒီကောင်တွေကအမြင့်ပေ 2.8 ကီလိုမီတာတက်ပြီးမှသူ့ကိုဝယ်လို့ရမှာဗျာပတ်စံဘာလို့ရှိဝယ်လို့မရသေးဘူးကဲဆိုတော့ဒါလေးပဲဝယ်ပြီးတော့စိုက်ထားလိုက်တော့မယ်ကဲဒီကောင်တော့ 10k နဲ့10ပင်တော့ရှိရကွာ
ကဲရပြီဗျဆိုတော့ဒီအပင်တွေကိုတွားပြီးတော့စိုက်လိုက်အောင်ကဲခုဆိုလို့ရှိရင်ကျွန်တော်ရဲ့လက်ထဲမှာရောက်နေတဲ့ blue stand အပင်တွေကိုရှစ်စုစုပေါင်း9ပင်ရှိရပေါ့နော်အဲ့ဒါကိုတွားပြီးတော့စိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အမြင့်ပေဘယ်လောက်ထိတက်သွားမလဲပေါ့ကဲစစိုက်ပြီဗျကဲအခုဆိုရင်တော့ကျွန်တော်တို့ရဲ့အပင်ကအမြင့်ပေ 3.8 km တိရှိသွားပြီပေါ့နော်ဒါပေမဲ့နည်းနည်းထပ်ပြီးတော့တင်လိုက်အောင်မယ်အမြင့်ပေအခုဆိုတော့ chocolate stand မှာရနေပြီကွာဒီကောင်တော့ 40k ပေးရမယ်အမြင့်ပေက230မီတာတော့ရှိတာကွာကဲဆိုတော့ဥဖောက်လိုက်မယ်ဗျအော်ဒါကြီးကဘာကြီးလဲ FAG ကွာကဲနောက်ထပ် legendary တို့ဘာလို့ပေးပါအောင်ကွာဖောက်တာလည်းများနေပြီကွာrare တော့ရပြီ rare epic ကဲနောက်ထပ်တစ်ကောင်ထပ်ဖောက်မယ်ဗျကဲလောတာတကောင်ဟေး legendary ဘာလေးလောက်ပါအောင်ဟာကဲဖောက်ပြီဗျဘာရမလဲအော် epic ကြီးပဲကဲနောက်တော့ထပ်ဖောက်မယ်ဗျ legendary မရမချင်းဖောက်မယ်ကွာepic ပဲတဲ့ကဲနောက်တော့ထပ်ပါမယ်ဗျတော်တော်စိတ်ပြက်လာရေး epic ပဲတခွန်းလောက်ပါအောင်ဟာ let's go ကိုမောမောဖြစ်သွားတယ်တဲ့ကဲပြီးတော့မယ် legendary legendary ပါရပြီကွ flanco ကြီးကဲထပ်ပြီးတော့မလားမသိဘူးထပ်ပါမယ်ray ပဲကဲနောက်တော့ the last one epic ကြီးကွကဲနောက်တော့ထပ်ပေါက်ကြည့်လိုက်အောင်မယ်အိုး legendary ရောရတယ်ကွာ okay အခုဆိုလို့ရှိရင်တော့ legendary နှစ်ကောင်ဖြစ်သွားပြီနောက်ထပ်တစ်ကောင်ထပ်ပေးပါအောင်ကွာမရတော့ကဲဆိုတော့ legendary နှစ်ကောင်နဲ့ကျွန်တော်တို့အမြင့်ပေ 4.2 km အထိကိုတက်မယ်ဗျကဲတက်တာကောင်ဟေ့ဟိုကောင်တက်သွားချဲမြန်တော့ဘလို့ speed မြန်3ရင်တက်သွားလည်းမသိဘူးကဲဆိုတော့သူ့လိုတော့ဖြစ်မှာတော့မဟုတ်ဘူးကွာ robot ကမသုံးနိုင်ဆိုတော့ပတ်စံပဲစူးပြီးဝယ်ရမှာကဲfighting ကောင်ရေးထထ fighting bound you we can do it တက်ထားကောင်ရေး okay ဆိုတော့မင်းရဲ့ speed ကလည်းတော်တော်နေ့ရက်ထဲမှာတော့မပေါက်ဘူးကွကဲအမြင့်ပေ 4.2 km ရောက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ budget ကဘယ်လောက်ထိတက်သွားမလဲမသိဘူးကဲရောက်တော့မယ်ကဲရောက်ပြီဗျအိုး2သိန်းတော့ကျော်သွားပြီကွကဲဆိုတော့ဒီ2သိန်းရရဆိုတာလဲဒါကျွန်တော်ရဲ့ပတ်တွေကစများလို့ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ပတ်စံ2သိန်းကျော်သွားပြီဗျကဲဆိုတော့ကျွန်တော်တို့အပင်လေးပါလေးထပ်ပြီးတော့စိုက်လိုက်အောင်နေကအပင်မြင့်လို့ရှိရင်ငါရဲ့ speed ကလည်းလိုသွားပြီဆိုတော့ကျွန်တော်တို့ဒါ newspaper တဲ့ speed က95တောင်ရှိတာကဲဒါဝယ်လို့ရတယ်ဗျဝယ်လိုက်ပြီဗျနောက်တော့ rainbow က95ပဲsorry 130တောင်ရှိတာတဲ့ပတ်စံကတော့မရှိသေးဘူးအပင်အမြင့်ကိုပဲထပ်ပြီးတော့မြင့်လိုက်တော့မယ်ကဲ purple stamp 3,000 နဲ့ 3,000 နဲ့လာတာအမြင့်ပေက350မီတာတောင်ရှိတာကွဆိုတော့အဲ့ဒါကြီးသွားဆက်လိုက်မယ်ကဲအမြင့်ပေဘယ်လောက်ရောက်လဲဗျအိုး 4.6 တောင်ရတယ်ကွ4.8 ရောက်လို့ရှိရင်ကျွန်တော်တို့လက်ဆောင်တစ်ပုံထပ်ရမယ်ကဲဆိုတော့နောက်ထပ်အပင်တွေထပ်ပြီးတော့ရှာပြီးတော့ဆက်လိုက်ရအောင်ဗျအရင်ဆုံးပတ်စံရဖို့အတွက်အပင်ပေါ်တက်ရမယ်ပေါ့ကဲတက်တာငါကောင်ဟေ့အခုဆိုလို့ရှိရင်တော့မင်းရဲ့အမြင့်မင်းအပင်ရဲ့အမြင့်ကိုမှီတဲ့ကောင်တစ်ခေါက်မှတယောက်မှမရှိသေးဘူးကွလှုပ်တာအကောင်တွေအောက်မှာပဲရှိသေးတယ်ပြောတာဘေးရပင်ငါ့ထက်မြင့်နေလားမသိပါဘူးကွာကဲအခုဆိုရင်တော့အမြင့်ပေ4500ကျော်ရောက်လာပြီဖြစ်ပါတယ်ပတ်စံအနေနဲ့ဆိုတော့ကျွန်တော်3သိန်းတောင်ရယူကွာကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အပင်ကိုမြင့်ဖို့အတွက်တော်တော်လုံလောက်တဲ့ပမာဏလို့ပြောလို့ရတယ်ကဲစီမီယိုအေးရယူကွာ what the fuck ဟောငါ့အောင်တီးသွားလားပတ်စံလည်းမရဘူးဗောရတက်သွားလားပြန်စတော့မယ်ထင်တယ်ဟေးလှုပ်ပေါင်းဟဲ့ဒီပတ်စံလည်းမရဘူးဟာလက်ခွမ်းပဲကဲအခုဆိုရင်တော့6သိန်းနဲ့အက်ကိုဖောက်မှာပဲဖြစ်ပါတယ်ကဲလေဆန်သားရေ legendary တို့တခြားပတ်စံများမြောက်ပေးနိုင်တဲ့အကောင်လေးတွေလက်ခွမ်း common နဲ့ကဲနောက်လုံးထပ်ပါမယ်ဟေ့လေဆန်သားရေလေဆန်ပတ်စံလေးများရအောင်လေဆန်ပါကွာ common ပဲတော်ပတ်စံကုန်နေဒီတစ်လုံးဖောက်ပြီးတော့မဖောက်တော့ဘူးကွာကဲ the last one လောက်ထားသားရေ rare တဲ့ကွာကိုမွန်းတဲ့ဆိုင်နဲ့တော်သေးရပါကွာကဲဆိုတော့ကျွန်တော်တို့အခုဆိုရင်တော့အမြင့်ပေ9,000အမြင့်ကနေပြီးတော့ခုံချမှာပဲဖြစ်ပါတယ်ကဲဆိုတော့ let's go ကဲအခုဆိုရင်တော့ကျွန်တော်တို့တိတ်တော့အပေါ်ရောက်ဖို့တော့လိုတော့မလိုတော့ဘူးဗျာဒီကဆင်းပြီးလို့ရှိရင်တော့ကျွန်တော်တို့အပင်တွေဝယ်ပြီးတော့စိုက်လိုက်ရင်တော့ကျွန်တော်တို့အပေါ်ဆုံးထိ trophy ရတဲ့အထိကိုတောက်လို့ရပြီဗျာကဲ let's go အမြင့်ဆုံးထိအောင်မှာတို့4ပင်ပဲရှိရဗျာ
အောက်နာရောက်မှ9ပင်ဖြစ်လာတာကဲဆိုတော့ကျွန်တော်တို့အပေါ်ရောက်ဖို့တော့သိမလို့တော့ဆိုတော့ရှိသမျှပင်နေပတ်စံလေးရင်းပြီးတော့ဝယ်ဆက်လိုက်ရအောင်ကဲဒါတော့800k တောင်ပေးရတယ်ဗျအမြင့်ပေ900မီတာရှိရကဲဆိုတော့တော့မယ်ကဲဆိုင်ရမျိုးအခုဆိုရင်တော့9.1 km ဆိုတော့အိုး9.6 km ထိရောက်တယ်ဗျကဲဆိုတော့ကျွန်တော်တို့စုလည်းတစ်ခုရမှာဗျကဲအခုဆိုရင်တော့အမြင့်ပေ1100 9 မီတာမြင့်အောင်ရောက်နေတာဖြစ်ပါတယ်ကဲဆိုတော့တက်ငါကောကဲအခုဆိုတော့အပင်ကလည်းကျွန်တော်တို့အပေါ်ဆုံးထီကိုရောက်သွားပြီပေါ့နော်ကဲရပြီတက်လို့ရပြီကဲနောက်ဆုံးတစ်ပင်စိုက်လိုက်တော့ဒါရေရော့ကဲအခုဆိုရင်တော့ဝယ်သမျှအပင်တွေအကုန်စိုက်ပြီးတော့ပါပြီဆိုတော့ကျွန်တော်တို့ရဲ့အပင်ကလည်းအပေါ်ဆုံးတာဝရိနာရဲ့ပထမထပ်တောင်ဖြစ်မယ်တင်တယ်အဲ့ဒီကိုရောက်သွားပြီဆိုတော့ကဲတက်သားရေအပေါ်ကျရင်တော့ထရော်ပီအပြင်နောက်ထပ်ဘာတွေရမလဲလို့မသိဘူးကဲအားကုန်3 မီတာတက်လိုက်တော့ဒါရေတက်တာကဲအခုဆိုရင်တော့အမြင့်ပေ1000တော့ကျော်သွားပြီကွအိုးရောက်ပြီကဲဒီအပေါ်မှာတော့ဘာတွေထူးဆန်းတာရှိပြီလဲမသိဘူးအိုးရောက်ရင်တော်တော်မြင့်ပြီပဲတာဝရိနာရဲ့ပထမတောင်မဟုတ်ဒုတိယမြောက်အထက်တောင်ဖြစ်မယ်ထင်တယ်နက်ပီ6ထက်ရဲ့ဒုတိယမြောက်ထက်တောင်ဖြစ်မယ်ထင်တယ်ကဲအခုဆိုရင်တော့ကျွန်တော်ဖလားတစ်ခုရမယ်နောက်ထပ်ဒီမှာဘာရှိသေးလဲအိုးတော်ပြီတစ်ခုရပြီအဲ့ဒါဘာကြီးလဲဒါနဂါးပဲ master gun နဲ့ဒါကြီးကချုံယုံနေလို့ထားရင်နဂါးရထင်တယ်ကဲဆိုတော့ဒီနဂါးကိုလည်းကျွန်တော်တို့ရဲ့လူပီကိုခေါ်တော့မယ်ဗျကဲဆိုတော့ let's go ရောက်ရေးအမြင့်ပေတော်တော်အမြင့်ရနေခုံရှာရဆိုတော့ feeling ရအသိတော့လှမနေဘူးကဲမရဘူးလားကွာ come on အောက်ရောက်ရင်တော့အမြင့်ပေတော်တော်မြင့်ရနေခုံရှာရဆိုတော့ 1.17 million တောင်ရတာကွာကဲဆိုတော့နဂါးယူတော့အောက်ထိခေါ်လာနိုင်ခဲ့ပါပြီကဲဆိုတော့ trophy က0ဖြစ်နေသေးရေကွာနောက်မှယူတော့မယ်ကွာကဲဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဆိုတော့ see you guys